ဘန်ကောက်မှာ IT လုပ်တွေပေါ်လာဆိုတော့ပေါ်တယ်ဒါပေမဲ့ရဖို့ခက်တယ် Okay ဒီနေ့ဒီကိစ္စလေးပြောချင်တယ်ဗာလေးလေဆိုတော့ဒီဘန်ကောက်မှာ IT လုပ်တွေပေါ်တယ်IT သမားတွေဆိုလို့ရှိရင်ဘန်ကောက်မှာသွားပြီးလှုပ်ရှားရတယ်ဒါတွေနဲ့ပတ်သက်ပြီးပြောနေတဲ့ဟာတွေရှိတယ်ဒီလုပ်တွေပေါ်တယ်သွားပြီးတော့ရှာရင် IT လုပ်တွေဆိုရင်ရလွယ်တယ်တခြားဟာတွေကရဖို့နည်းနည်းခက်တယ်ဒါမျိုးပေါ့နော်တချို့ကြလည်းများများခက်တယ်ဒါတွေနဲ့ပတ်သက်ပြီးပြောကြတာပေါ့နော်အဲ့ကိစ္စလေးတွေကျွန်တော်အခုပြောပြမယ်ဘာလဲဆိုတော့လူတွေအကုန်ထင်နေတယ်လို့မျိုး IT လုပ်တွေအရန်ပေါ်တယ် IT သမားတွေပဲရတယ်တခြားလူတွေမရဘူးဆိုတော့မဟုတ်ဘူးပြတယ်ကြတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နဲ့တီးတဲ့အတိပေါ့နော်ကျွန်တော်အလုပ်ရဖို့တော့မှCBA အတူတူ review လုပ်အတူတူဟိုဘယ်လိုခေါ်မလဲဟိုကို weak point တွေပေါ့နော် strong point တွေကိုအတူတူကြည့်ခဲ့တဲ့သူတွေရှိတယ်အဲ့ဒီသူတွေဆိုလို့ရှိရင် IT မဟုတ်ဘူး engineering ဘက်ကအတယောက်တော့မဟုတ်2ယောက်3ယောက်ရှိတယ်သူတို့လည်းအလုပ်ရတာပဲသူတို့လည်းအလုပ်ရတာပဲသူတို့လည်းအလုပ်ရတယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့အလုပ်တောင်မှတစ်ခုတည်းမဟုတ်ဘူးဗျာနှစ်နေရာ3နေရာပြောင်းတယ်လို့ကျွန်တော်တို့ကြားတာပဲပေါ့နော်ပြပြတာပေါ့အဲ့တော့ IT လောက်ကမပေါ်တာမဟုတ်ဘူးပေါ်တယ်ဘယ်ဟာမျိုးတွေပေါ်တာလဲဆိုရင် data analyst ပြီးတော့AI development တမားတွေပြီးတော့ကျွန်တော်တို့IT support ဘိုင်းပေါ့နော် IT support ဘိုင်းဟိုမှာတချို့ senior ဘိုင်းတွေလိုတယ်နောက်ပြီးတော့ administrator ဟိုမှာ software နဲ့ပတ်သက်တဲ့ administrator တွေလိုတယ်အဓိကတော့ software development တို့ web developer သမားတို့လိုတယ် skill တွေနဲ့ပတ်သက်ပြီးတော့ Power BI တို့ Fabric ဘိုင်းတို့နောက်ဒီ data analysis ကို deep ပေါ့နော် deep in details သွားတဲ့အားမျိုးတွေပို့ပြီးတော့အလုပ်ရကြတယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်ရောက်ပြီးပေါ့နော်ကျွန်တော်ရောက်ပြီး2နှစ်ဒီအတွင်းမှာကိုရသွားတဲ့လူတချို့တော်များများ software ဘိုင်းတွေရတာများတယ်ဗျကျွန်တော်ရဲ့ professional ကြတော့ IT အခုလက်ရှိပေါ့နော်ကျွန်တော်က IT security lead ပေါ့နော် system and security lead ပုံစံနဲ့အလုပ်လုပ်နေတဲ့အလုပ်ရှားတယ် IT manager ဘိုင်းနေအလုပ်တော်တော်ရှားတယ်ဒီအတွက်ကြောင့်မလို့အကုန်လုံးကိုrequest လုပ်ချင်တာကကိုလာမဲ့ပေါ့နော်ကိုလာမဲ့ကိုရဲ့ဒီနိုင်ငံပေါ့နော်ဒီတပံကောက်ဆိုတဲ့ဘန်ကောက်တခြားနိုင်ငံဆိုတော့တခြားနိုင်ငံမှာ trend ဖြစ်နေတယ်ဆိုတော့အလုပ်တွေကိုတေချာကြည့်ဖို့လိုတယ်ဒါမှလည်းကိုလာပြီးတော့ရှောက်ရင်ဘယ်လိုအလုပ်တွေကလွယ်မလဲဆိုတာမျိုးတွေကိုတခါတည်းကြိုပြီးတော့သိလာမှာပေါ့နော်ဒါမျိုးတွေရှိတာပေါ့နော်ဟောကျွန်တော်အခုလောလောဆယ်ဒီကလေးပထမပိုင်းနေကျွန်တော်ပြောမယ်ပြီးရင်နောက်တစ်ပိုင်းမှာဒီ IT ဘိုင်းကိုတခြား detail ဒီအလုပ်နဲ့ပတ်သက်ပြီးတော့ကျွန်တော် detail လေးတွေထပ်ပြောပြပေးပါမယ်ဟုတ်နောက်ဗီဒီယိုမှာကျွန်တော်ထပ်ပြောပြမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ဗီဒီယိုလေးကိုစောင့်ပေးပါကျေးဇူးပါခင်ဗျာ